ကျွန်တော်ရဲ့ကဘာကြီးတစ်ခုလုံးချာချာလဲသွားသလိုပဲတစ်ဖက်မှာကကျွန်တော်ကိုငငယ်တုန်းကချစ်ခဲ့ရတဲ့အဖိုးရဲ့မျက်နှာနဲ့အရေးတော်ဝါကြီးတစ်ဖက်မှာကအခုမှတွေ့ဘူးပြင်မဲ့ကျွန်တော်ကိုကယ်တင်ခဲ့တဲ့နတ်သမီးလေးသူမကကျွန်တော်ရဲ့အဖွားတယ်လားအဖိုးအတူကပြောတယ်အောင်သူမယုံနဲ့လို့ငါပြောနေတယ်လေအဲ့ဒီမိန်းကလေးကမင်းကိုမော်ဝင်အောင်လုပ်နေတာလက်ဘက်ကိုကန်တဲ့အမြန်ပစ်ချလိုက်စမ်းဟိုတူကပြောရင်းနဲ့ကျွန်တော်စီကိုတိုးကပ်လာတယ်သူ့ရဲ့ရှီလန်းတွေကမြေပြင်ကိုတုံခါစေသလိုပဲအဲဒီချိန်မှာနတ်သမီးလေးကကျွန်တော်ရှေ့မှာကာရက်လိုက်ပြီးသူမရဲ့လက်ထဲကတောက်ပတဲ့အပြောင်လေးနှန်းတစ်ခုကိုထုတ်လွှင့်လိုက်တယ်နတ်သမီးကပြောတယ်မောင်မောင်ဆိုးရဲ့မြေးလေးမင်းလက်ထဲကစောက်ကိုပြန်ကြည့်လိုက်ပါအဲဒီမှာမင်းအတွက်အဖြေရှိတယ်ဒီရိတ်တော်ဝါကြီးဟာမင်းဖိုးရဲ့ကြောက်ရွံ့မှုတွေကနေမွေးဖွားလာတဲ့အမောင်တို့ပဲကျွန်တော်လက်တုံချီတုံနဲ့လွယ်ထဲကစောက်ဟောင်းကြီးကိုပြန်ထုတ်လိုက်တယ်စောက်ကလိုလိုပွင့်သွားပြီးခုနကမြေပုံရဲ့အောက်ရှင်မှာစာသားအသစ်တွေထပ်ပေါ်လာတယ်ရေးထားတဲ့စာကအမှန်တရားဟာမျက်စိနဲ့မြင်ရတာမဟုတ်ပဲနှလုံးသားနဲ့ခံစားရတာဖြစ်တယ်ချစ်ချင်းမေတ္တာဟာအမောင်တို့ကိုအမြဲတမ်းအနိုင်ယူတယ်အဲဒီအချိန်မှာကျွန်တော်သတိရသွားတယ်အဖိုးကကျွန်တော်ကိုငငယ်တုန်းကပြောခဲ့ဘူးတယ်အဖိုးဘလောက်ပဲအဝေးမှာရှိနေပါစေမင်းရဲ့လက်ကောက်ဝတ်ကလက်ပတ်လေးပူနွေးနေသွေးအဖိုးမင်းဘေးမှာရှိနေမှာပါတဲ့ကျွန်တော်လက်ပတ်ကိုကန်ကြည့်လိုက်တယ်လက်ပတ်လေးကအဖိုးအတုနာရောက်တဲ့အချိန်မှာအေးဆက်သွားပြီးလက်သမီးလေးအနားမှာတော့နှွေးထွေးနေတယ်မင်းငါဖို့မဟုတ်ဘူးထွက်သွားစမ်းကျွန်တော်အဖိုးတူစီကိုလက်ပတ်ဝတ်ထားတဲ့လက်နဲ့ညွှန်လိုက်တယ်လက်ပတ်စီကနေချွေရောင်လင်းတွေဖြာထွက်လာပြီးအဖိုးတူရဲ့ခန္ဓာကိုယ်ကိုဝါမျိုးသွားတော့တာပဲအဖိုးတူဟာစူးစူးဝါးဝါအော်ဟီရင်းနဲ့အမဲရောင်မိခိုးငွေတွေအဖြစ်ကန်ရည်ပြင်ပေါ်မှာပျောက်ကွယ်သွားတယ်တောကြီးကပြန်ပြီးငြိမ်သက်သွားတယ်လက်သမီးလေးကကျွန်တော်ကိုပြုံးပြပြီးသူမရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့အလင်းရောင်အဖြစ်ပြောင်းလဲသွားတယ်လက်သမီးကပြောတယ်အောင်သူမင်းတာဝန်ကျေပါတယ်ခုတော့ငါတို့စိတ်ချလက်ချနားလို့ရပြီဒါပေမဲ့သတိထားပါတောနဲ့ရဲ့ရှိုးဝဲချက်ကဒီမာတယ်မပြီးဆုံးသေးဘူးသူမပြောက်ွယ်သွားတဲ့နေရာမှာကြံခဲ့တာကကျွန်တော်အဖိုးရဲ့နာရီအဟောင်းလေးတစ်လုံးအဲဒီနာရီရဲ့အနောက်မှာရေးထားတဲ့စာသားလေးကကျွန်တော်ကိုနောက်ထပ်ခီးတစ်ခုစီကိုခေါ်ဆောင်သွားဖို့အစဉ်သစ်ဖြစ်နေစေခဲ့တယ်စာထဲမှာကမျိုးပြကြီးစီပြန်မသွားပါနဲ့ဟုတ်တောနဲ့ထဲကမျိုးတော်ဟောင်းမှာငါမင်းကိုစောင့်နေမယ်တဲ့